လေရင်မော်ကနေမြေပြင်ပေါ်ကိုခုန်ချတာဒီကစားသမားတွေအတွက်တော့တာမန်ပါပဲဒါပေမဲ့တောင်ပေါ်ကနေခုန်ချပြီးလေထဲမှာပြန်နေတဲ့လေရင်တွေကိုပြန်ဝင်ဖို့ကြိုးစားတာကတော့တင်မင်းကိုစိန်ခေါ်တာပါပဲအမြန်နှုန်းကတနာရီကိုကီလိုမီတာ140အချိန်ကစက္ကန့်30ပဲရမှားယွင်းသွားရင်အနည်းအရမ်းများတဲ့အချိန်နည်းနည်းလေးလွဲလိုက်တာနဲ့တေချာပေါက်တေဆုံးမဲ့ဒီလိုမဖြစ်နိုင်တဲ့စွန်စားကန်းကိုဒီကစားသမားတွေကတက်တည်ပြခဲ့ကြပါတယ်ကဘာကျော် Soul Flyer ဆိုတဲ့အဖွဲ့ကပြင်သစ်လူမျိုး Fred Fugan နဲ့ Vince Raffy တို့ကသူတို့ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်အမြင့်ပေ13000ကျော်ကနေခုန်ချမယ်လေထဲမှာတနအီကိုကီလိုမီတာ130ကနေ140နှုန်းနဲ့ပြန်နေတဲ့လေရင်တကားပေါက်ထဲကိုဝင်ရောက်နိုင်မှုပါတကယ်တော့ဒီကြံကြံကအစ်စ်တော်မဟုတ်ပါဘူး1998ခုနှစ်မှာသူတို့ရဲ့ဆရာ Patrick de Garreton ကလေရင်မော်ကနေခုန်ချပြီးတော့အဲ့ဒီလေရင်ထဲကိုပဲပြန်ဝင်ပြခဲ့ဦးပါတယ်ဒါပေမဲ့တောင်ပေါ်ကနေ base jump ပုံစံမျိုးနဲ့ခုန်ချပြီးလေရင်ကိုမီလိုက်ဖို့ဆိုတာကကဘာပေါ်မှာဘယ်သူမှမလုပ်သေးတဲ့အသက်နဲ့ရင်းရတဲ့ကိစ္စပါဒါကိုသူတို့လုပ်ခဲ့ကြပါတယ်ဒီလိုလုပ်နိုင်ဖို့အတွက်အရေးကြီးဆုံးကတော့ wingsuit ဆိုတဲ့သူတို့ဝတ်ဆင်ထားတဲ့အဝတ်စားတွေပါပဲဒီဝတ်စားတွေကတာမန်ဝတ်စားမဟုတ်ပါဘူးလေရင်တောင်မှန်လိုပဲသိပ္ပံပညာတွေကိုအသုံးချထားတဲ့အဆင့်မြင့်နည်းပညာပါပထမဆုံးချက်အနေနဲ့ဝတ်စုတွေမှာတောင်မှန်3ခုပါပါတယ်ဘယ်ညာလက်ကဝတ်ကနေခါးထိဆက်သွယ်ထားတဲ့တောင်မှန်2ခုခြေချင်းဝတ်2ခုကြားဆက်သွယ်ထားတဲ့အကြီးဆုံးခြေထောက်တောင်မှန်စုစုပေါင်း3ခုဖြစ်ပါတယ်တာမန်လူတယောက်လေထဲကိုခုန်ချရင်လေကိုခွင့်မဲ့မျက်နှာပြင် area သိပ်မရှိပါဘူးဒါပေမဲ့အဲ့ဒီတောင်မှန်3ခုပေါင်းလိုက်တဲ့အခါ area ကအစာပေါင်းများစွာကြီးသွားပြီးတော့ကမ္ဘာဆွဲအားကိုအန်တုနိုင်တဲ့လေရဲ့ပင့်တင်အားကိုရသွားပါတယ်ကမ္ဘာဆွဲအားကြောင့်အောက်ကိုကျဆင်းလာတဲ့အရှင်ကိုသုံးပြီးတော့အဲ့ဒီဝစ်စုံတွေကိုလေတွေတိုးဝင်သွားတဲ့အခါအဲ့ဒီဝစ်စုံကမာတောက်လာပြီးပင့်တင်ရလက်ကိုရစီတာဒါပေမဲ့လေနဲ့ကိုဝင်ဖို့အဓိကပြဿနာကလေရဲ့အရှင်ကတနာရီကို140ကီလိုမီတာဆိုရင်အဲ့ဒီဝင်းစုကိုဝစ်ပြီးတော့ပြန်ရတဲ့သူတို့ရဲ့အရှင်ကလည်းတနာရီကို140ကီလိုမီတာတိတိကျကျဖြစ်နေမှာပဲဖြစ်မှာဒီနေရာမှာလေလာတဲ့အချိန်ကျမှလေဒီဖွင့်ပြီးဝင်လို့မရဘူးလားဆိုတဲ့အမေးရှိပါတယ်ဒါပေမဲ့လုံးဝမဖြစ်နိုင်ပါဘူးလေဒီပွင့်တာနဲ့အရှင်ရုပ်တရက်ကျသွားပြီးတော့လေရင်ကရှေ့ကိုထွက်သွားပါလိမ့်မယ်ပြီးတော့လေရင်တကားဝါကကျင်းလွန်းတဲ့အတွက်လေရင်နောက်ကထွက်လာတဲ့လေဝဲတွေကြောင့်လေဒီလိမ့်ပြီးသေဆုံးနိုင်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတက်တက်နဲ့ပဲအရှင်ကိုထိန်းရမှာပါဒီလိုလုပ်ဖို့အတွက်သူတို့ကအင်ဂျင်စွမ်းအားကောင်းပြီးတော့အနှေးဆုံးနဲ့အမြန်ဆုံးနှစ်ခုလုံးကိုပြန်သားနိုင်တဲ့ Pilatus Porter ဆိုတဲ့လေရင်ကိုရွေးချယ်ခဲ့ပါတယ်မှားယွင်းတစ်စုံတရာဖြစ်ခဲ့ရင်ရင်ဆိုင်ရမယ့်အဆိုးဆုံးအခြေအနေ3ခုရှိပါတယ်ပထမတစ်ခုကအရှိမှရှိတဲ့လေရင်ပန်ကာနဲ့ရိုက်မိတာမျိုးဒုတိယတစ်ခုကတော့လေရင်အမီးပိုင်းနဲ့ရိုက်မိတာမျိုးနောက်တစ်ခုကတော့ vortex entrapment လို့ခေါ်တဲ့လေရင်တောင်ပန်ကနေထွက်လာတဲ့လေဝဲတဲ့ပိတ်မိတတိလစ်သွားနိုင်တဲ့အန္တရာယ်ဒါကြောင့်ဒီအလုပ်ကအရန်ခတ်ပါတယ်ဒီလိုအန္တရာယ်များတဲ့အလုပ်ကိုလုပ်ဖို့သူတို့တရက်ထဲနဲ့လုပ်ခဲ့တာမဟုတ်ပါဘူးဒီလိုမလုပ်ခင်မှာစပိန်နိုင်ငံမှာ2လကျော်ကြာနေ့စဉ်ရက်ဆက်လေ့ကျင့်ခဲ့ပါတယ်ဒီလိုလေထဲမှာပြန်နေတဲ့လေရင်တွေကိုဝင်နိုင်ဖို့သူတို့လေ့ကျင့်ခန်း60ကြိမ်တိစမ်းသပ်ကုန်ချခဲ့ပါတယ်အချိန်တိုင်းမှာလွဲချော်မှုတွေဒဏ်ရာရမှုတွေရှိခဲ့ပါတယ်ဘင်းဆိုရင်လေရင်ကိုယ်တိုင်နဲ့ရိုက်မိလို့ဒဏ်ရာရခဲ့ပါတယ်ဒါပေမဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့စူးစမ်းလိုစိတ်တိကျတဲ့မှတ်တမ်းတင်မှုတွေနဲ့သူတို့ရဲ့ကြာရှုံးမှုတိုင်းကိုဗီဒီယိုကိုပြန်ကြည့်ပြီးတော့ data တွေကိုခွဲခြမ်းစိတ်ဖြာခဲ့တယ်ဘယ်နေရာမှာလေဝဲအပြင်းဆုံးလဲခန္ဓာကိုယ်ကိုဘယ်နှဒီဂရီစောင်းရမလဲဆိုတာတွေပါတိကျပြန်ပြီးတော့တွက်ချက်ခဲ့ပါတယ်လေ့ကျင့်ရေးကွင်းပြင်မှာဘလောက်ပဲကျွမ်းကျင်အောင်လေ့ကျင့်ခဲ့ပါသည်တကယ်တောင်တန်းတွေရဲ့ရာသီဥတုကတော့သူတို့ကိုအလွယ်တကူလက်မခံခဲ့ပါဘူးမြင့်ပေ13642ပေမှာရှိတဲ့ဂျန်ဖရောင်းတောင်ထိပ်ရဲ့သဘောဝတရားကအလွန်ကြမ်းတမ်းပါတယ်အဲ့ဒီမြင့်မှာလေထုကပါးလွာတဲ့အတွက်လေရင်အင်ဂျင်ဆွမ်းဆောင်ရေးကျဆင်းလို့ဝင်းစုရဲ့ပင့်တင်အား lift ကိုလည်းရော့ကျစေပါတယ်လေရင်တကားပေါက်နဲ့အတိအကျဝင်မှုပြင်ဆင်နေတဲ့ချိန်မှာလေတစ်ချက်အကြမ်းပတမ်းဝေယမ်းလိုက်တာနဲ့လေရင်ကိုယ်နဲ့စောင့်မိဖို့တေချာသလောက်ရှိပါတယ်ဒါကြောင့်အဖွဲ့သားတွေကလေငိမ့်ပြီးတော့တိမ်ကင်းစင်မဲ့အခိုက်တန့်လေးအဲ့ဒီတစ်ခုကိုတောင်းကြီးမှာရက်တော်ကြာစောင့်ခဲ့ရပါတယ်ရာသီဥတုကအဆင်ပြေခဲ့ရင်တော့သူတို့မှာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုရှိပါတယ်အဲ့ဒါကတိုင်းမင်ပါပဲသူတို့ကလေထဲမှာပြန်သားမဲ့အချိန်က2နာရီနဲ့45စက္ကန့်ပဲရှိပါတယ်လေရင်ကသတ်မှတ်ထားတဲ့အမြင့်ကိုရောက်တာနဲ့တပြိုင်နက်တည်းအောက်ကိုထိုးဆင်းရမယ်အမြင့်ပေ13642ပေမှာရှိတဲ့တောင်ထိပ်ပေါ်မှာသူတို့ရက်တယ်ရာသီဥတုမှန်မှုအခြေအနေတော်တော်လေးစောင့်နေအားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ခုန်ချဖို့အတွက်ချက်ပြီးတဲ့ထွက်ပေါ်တယ် Vince နဲ့ Fred တို့တောင်ထိပ်ကနေထိုးဆင်းသွားခဲ့ပါတယ်မြေပြင်ကို
မရောက်ခင်လေရင်ကိုမိလိုက်ပြီးတကားပေါက်ထဲဝင်ဖို့သူတို့ရတဲ့အချိန်ကစက္ကန့်30ပဲရှိတယ်။အဲဒီစက္ကန့်30အတွင်းမှာမဝင်နိုင်ရင်လေရင်မှုကတောင်ဆောင်ကိုဝင်မတိုက်မိအောင်လေရင်ကိုမဖြစ်မနေအပေါ်ကိုဆွဲတင်ရမယ်။အဲဒါကြောင့်စက္ကန့်ပိုင်းนี้နောက်ကျသွားတာနဲ့သူတို့ကြိုးစားထားသမျှအားလုံးဆုံးသက်သွားနိုင်ပါတယ်။မြေပြင်ရဲ့ဆွဲအားကြောင့်သူတို့ရဲ့အရှိန်ကတနာရီကိုကီလိုမီတာ140တိချက်ချင်းမြင့်တက်သွားပါတယ်။အောက်ဖက်ပေ1000ဝန်းကျင်မှာပီလာတက်စ်လေရင်လေးကစောင့်နေပါတယ်။လေရင်မှုကတောင်ဆောင်ကိုကပ်မြင့်ပေကိုထိန်းထားသလို Frax နဲ့ Wings တို့ကလည်းလေရင်ရဲ့အမြန်နှုန်းလမ်းကြောင်းအတိအကျကိုနောက်ကနေလိုက်ညှိနေပါတယ်လေနာကိုကတ်သွားတဲ့လေစီးကြောင်းကအရန်ပြင်းပါတယ်နေရန်ကြီးကိုဝင်တိုက်ရတယ်လို့ပါဒါပေမဲ့ပထမအဆုံးအောင်မြင်တာက Wings ပါလေနဲ့ကို York နဲ့ဝင်သွားပါတယ်အဲ့ဒီတုန်းကသူပြန်ပြောခဲ့တာကလေနဲ့ကိုကျွန်တော်ရောက်သွားတာနဲ့ခေါင်းထဲမှာတခုတည်းစဉ်းစားမိကြတာအနောက်ကလိုက်လာမယ်ကျွန်တော်တငယ်ချင်း Fred အကြောင်းပါပဲသူအစင်ပြေပြေဝင်နိုင်ပါမလားဆိုတဲ့စိုးရိမ်မှုပါဒါပေမဲ့သူစိုးရိမ်တယ်လို့ဖြစ်မလာခဲ့ပါဘူးတိတ်မကြခင်မှာပဲအနောက်ကနေလိုက်လာတဲ့ Fred ကလည်းဒုတိယမြောက်အနေနဲ့လေရင်နဲ့ကိုအတိအကျခုံဝင်နိုင်ခဲ့ပါတယ်Yes! Oh my god, how old are you? ဒီခန်းစားချက်ကဘလို့ပြောရမှန်းတော့မသိဘူးလို့သူတို့ဆိုခဲ့ကြပါတယ်ဘဝတစ်လျှောက်လုံးလေ့ကျင့်ခဲ့တာတွေကဒီစက္ကန့်ပိုင်းဒီအတွက်ပါပဲဒီလိုသမိုင်းဝင်စွန်စားကန်တစ်ခုကလူနှစ်ယောက်တည်းလူသမှုတတ်တတ်နဲ့လုပ်တာမဟုတ်ပါဘူးသူတို့နောက်ွယ်မှာအရန်ကိုတိကျသေးကြတဲ့ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့လည်းရှိပါတယ်ဒီထဲမှာအဓိကအသက်သွေးကြောလေရင်မှုပါအဲ့ဒီသူတို့ခုံဝင်မဲ့လေရင်ပီလာတက်စပေါ်တာဆိုတဲ့လေရင်ကိုမောင်းနေမဲ့ပင်မလေရင်မှုရဲ့နာမည်ကဖိလစ်ဘိုဗီယာလို့ခေါ်ပါတယ်သူကလေရင်ကိုအင်ဂျင်ဆက်ရက်လူနီးပါအနည်းဆုံးမြန်နှုန်းထိန်းထားဖို့လိုပါတယ်သူ့ရဲ့အဓိကအလုပ်ကတော့ဝင်းစုသမားတွေပြန်တဲ့အရှိန်နဲ့လေရင်ရဲ့အရှိန်ထပ်တူညီဖို့အတွက်တတ်နိုင်သမျှလေရင်ကိုထိန်းထားဖို့ပါနည်းနည်းလေးအရှိန်များသွားရင်ဝင်းစုသမားတွေလိုက်လို့မပြီးနိုင်ဘူးနည်းနည်းလေးအရှိန်နေသွားရင်လည်းလေရင်ပြတ်ကျနိုင်တဲ့အခြေအနေတွေရှိပါတယ်ဒါကြောင့်သူကဒီ project ရဲ့အရေးကြီးဆုံးအခန်းကဏ္ဍမှာပါပါတယ်အဲ့လေရင်ပေါ်မှာလက်ထောက်လေရင်မှုတစ်ခုလည်းပါပါတယ်သူက Gibbs Rossi လို့ခေါ်တဲ့သူပါဆွစ်ဇာလန်တိုက်လေရင်မှုဟောင်းတစ်ယောက်ဖြစ်တဲ့သူ့ရဲ့လေကြောင်းဆိုင်ရာတွက်ချက်မှုတွေကလေရင်နဲ့လူတွေလေထဲမှာတွေးဆုံမဲ့အမှတ်အဲ့ဒါကိုအမှားယွင်းမရှိအောင်ဖန်တီးပေးနိုင်တာဖြစ်ပါတယ်ပြီးတော့လေရင်တကားဘက်ကိုအတိအကျဝင်လို့ရအောင်ပြုပြင်ပေးတဲ့ engineer တွေခံမှန်းရခက်ခဲတဲ့တောင်ပေါ်ရာသီဥတုကိုစောင့်ကြည့်ပြီးတဲ့မိုးလေဝသပညာရှင်တွေနဲ့ဒီအန်ရဲ့အများတဲ့အခိုက်အတန့်ကိုသတ်ဆွတ်ပြီးတော့လေထဲမှာကိုယ်တိုင်အတူတူခုံချရိုက်ကူးပေးခဲ့တဲ့ကင်မရာသမားတွေရဲ့စွမ်းဆောင်ရည်တွေကလည်းမပါမဖြစ်ပါတယ်ဒါဟာသမိုင်းမှာဘယ်သူမှမလုပ်နိုင်သေးတဲ့စိတ်ကူးရင်တိတ်ပံရုပ်ရှင်တွေထဲမှာပဲမြင်မှုတဲ့အကြောင်းလက်တွေ့သက်သေပြခဲ့တာပါလူသားတွေရဲ့ဇွဲလုံးလားတိကျတဲ့မှတ်တမ်းခွဲခြမ်းစိတ်ဖြာမှုအင်ဂျင်နီယာပညာရဲ့နဲ့ရဲရင်မှုတွေပေါင်းဆက်လိုက်တာကြောင့်ကောင်းကင်ယံကကျင်းမြောင်းတဲ့ကားပေါက်လေးဟာတော့အောင်မြင်ခြင်းရဲ့ဝင်ပေါက်တစ်ခုဖြစ်လာနိုင်ပါတယ်။ဝမ်းနည်းစရာကောင်းတာကဒီစတန်ကိုအောင်မြင်စွာလုပ်နိုင်ခဲ့တဲ့ Wings Rafael ဟာ2020ခုနှစ်မှာဒူဘိုင်းမြို့မှာ Jetpack ကိုစမ်းသပ်ပြန်တန်းရင်တော်စားမှုနဲ့ကွဲလွန်သွားခဲ့ပါတယ်။ဒါပေမဲ့သူဖန်တီးခဲ့တဲ့ Dawn in the Sky စံချိန်နဲ့သမိုင်းမှတ်တိုင်ကတော့လူသားတွေရဲ့စူးစမ်းရှာဖွေမှုသမိုင်းမှာအမြဲတမ်းရှင်သန်နေပါတယ်။ဒါကတော့လေထဲမှာပြန်တန်းနေတဲ့လေရင်ကိုအမိလိုက်ပြီးတော့လေရင်ကားပေါက်ထဲကနေလေရင်ပေါ်ကိုရောက်အောင်တက်နိုင်ခဲ့ကြတဲ့လူစွန်စားတွေရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။ channel လေးကို subscribe လုပ်ပြီးတောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။